လက်သမားဆရာကြီးတူရှိတယ်လက်သမားဆရာကြီးမှာအမတန်ချမ်းသာတဲ့တတိမိတ်ဆွေကြီးတူရှိတယ်ကံမကောင်းတဲ့အခါကျတော့လက်သမားဆရာကြီးကအလုပ်တွေပြတ်နေတာပေါ့အလုပ်တွေမရှိဘူးအလုပ်တွေမရှိတဲ့အခါကျတော့လက်သမားဆရာကြီးရဲ့မိတ်ဆွေတတိကြီးကသူ့တငယ်ချင်းကိုအလုပ်တစ်ခုပေးရအောင်လို့ဆိုပြီးတော့ဒေါ်လာ2 သိန်းနဲ့ပေးပြီးတော့အိမ်တစ်လုံးစောက်ခိုင်းတယ်အဲ့မှာအသက်ဒီချာနားတော့နော်အဲ့မှာအသက်တွေသူတကယ်ချင်းအဆင်ပြေပါစေတော့ရေလို့စေတနာထားပြီးတော့အိမ်တစ်လုံးစောက်ခိုင်းတယ်ဒေါ်လာ2 သိန်းပေးပြီးတော့သူတကယ်ချင်းလက်သမားဆရာကြီးကလည်းယူပြီးတော့စောက်တဲ့ခါကျတော့ပုံစံကြည့်ရတာတော့ဗျာတကယ်ချင်းတယောက်ကနေဒေါ်လာ2 သိန်းပေးပြီးတော့အိမ်တစ်လုံးစောက်ခိုင်းတော့သူလက်ရှိအလုပ်ရသွားတဲ့အခါကျတော့သူလည်းပျော်သွားမှာပေါ့ဝမ်းသာသွားမှာပေါ့အလုပ်ရသွားတဲ့အခါကျတော့မိသားစုဝိုင်းရေးပြဿနာတွေပေးစရာရှိတာတွေကမ်းစရာရှိတာတွေခက်ခဲနေတာတွေအားလုံးအဆင်ပြေသွားတဲ့အခါကျတော့တေချာတာကတော့ဒီလက်သမားဆရာကြီးရဲ့နေရာမှာကျွန်တော်ဝန်ခံစားခြင်းပျော်သွားတာပေါ့အလုပ်ရသွားတာပေါ့အဲ့တော့ तू ကဒီအိမ်ကိုစောက်မယ်ဆိုပြီးလက်ခံပြီးစောက်လိုက်တယ်စောက်တဲ့အချိန်မှာ तू ကနောက်တစ်ခုဘာတွေးသလဲဆိုတော့ဒီအိမ်ကို quality short စောက်မယ်အကြက်လုံးထဲမဲ့နေရာမှာ3 မှတ်လုံးထဲမယ်ဒီတိုင်း9 အိတ်ထဲနေရာမှာ2 အိတ် short မှာ quality လေးတွေ short လာအဲ့တော့ကျွန်တော်နားလေတော့ဝင်ပြီးတော့ရှင်းပြတာပေါ့အလုံးဟိုနေရာလေးတွေ short စောက်ဒီနေရာလေးတွေ short စောက်အေး quality လေး short စောက်တဲ့အခါကျတော့တက်ခံထားတဲ့ဒေါ်လာ2 သိန်းနဲ့ရနေပြီးတော့သူကဒေါ်လာ9000အမြတ်ကျန်သွားတာပေါ့ဒေါ်လာ9000အမြတ်ကျန်သွားတယ်တတိယလည်းမှားလိုက်သေးတယ်ဗျဒီအိမ်ပြီးလို့ရှိရင်ဒီလိုအားကတက်ထပ်ပေးဦးမယ်ဆိုပြီးတော့မှားလိုက်တယ်အဲ့တော့ဒီလက်သမားဆရာကဘယ်လိုတွေးလဲဆိုတဲ့အခါကျတော့ဒီအိမ်ပြီးလို့ရှိရင်ငါကလောအားကလည်းထပ်ရအောင်မယ်အလုပ်တစ်ခုအနေနဲ့ဒီလိုလေး quality လေးကို short စောက်လိုက်မယ်ဆိုလို့ရှိရင်ငါတို့ဝင်ငွေနောက်တစ်ခုရအောင်မယ်ဆိုတော့တွေးပြီးတော့အဲ့ဒီတိုင်းလှုပ်လိုက်တယ်အားလုံးလက်သမားဆရာကြီးကလှပလေးပေါ့ဗျာအပြင်ပန်းနေလှပကြော့ရှင်းနေအောင်စောက်ပြီးတော့အဲ့ဒီအိမ်လေးကိုသွားအပ်တဲ့ခါကျတော့ surprise ပဲအဲ့ဒီအိမ်ကိုမင်းယူလိုက်တဲ့ငါမယူတဲ့အဲ့လိုပြောလိုက်တဲ့အချိန်မှာလက်သမားဆရာကလုံးဝချီကွဲသွားတယ်လုံးဝဝမ်းနေသွားတယ်ဘာလို့ဆိုတော့ငါ့ကိုပေးမယ်မှန်းသိလို့ရှိရင်ငါဒီအိမ်ကိုကောင်းကောင်းစောက်ခဲ့ပါတယ်ဆိုတဲ့အတွေးခေါ်နဲ့တထင်းကြီးမမြင်နိုင်တဲ့နှလုံးသားမှာနာကျင်ရတာပေါ့ဗျာနောက်ကွယ်မှာမျက်ရည်ကျတာဘာလို့ဆိုတော့သူတို့ဒီအိမ်ကိုဒီသူတကယ်ပိုင်ဆိုင်ခွင့်ရမယ့်အိမ်မျိုးဆိုရင်သူ quality တွေ short ပြီးတော့ဒီအိမ်ကိုဘယ်စောက်ပါမလဲလို့နော်ကျွန်တော်ဆိုလည်းဘယ်စောက်ပါမလဲအဲ့တော့ကျွန်တော်ဒီဗီဒီယိုပိုင်းကိုကြည့်ပြီးတော့အတွေးတစ်ခုဝင်သွားတာကကျွန်တော်တို့တွေကကျွန်တော်အများကြီးပြောနေတယ်ကိုယ့်ရဲ့ကိုယ်ပိုင် brand ကိုယ့်ရဲ့ ethic ကိုယ့်ရဲ့ image တွေကိုဖျက်ဆီးပြီးတော့မှဝင်ငွေရလာတယ်အခုဖျက်ဆီးပြီးတော့ရှာတဲ့အခါမှာအဲ့ဒီဝင်ငွေတွေရလာတဲ့အချိန်ခါမှာကိုယ်မှာဘာတွေကြံသေးလဲကိုယ်ပိုင်ဆိုင်တဲ့အရာတွေနေ့စဉ်နဲ့အမျှဆုံးရှုံးသွားတယ်ဒီလုပ်ငန်းတစ်ခုပေါ်မှာအကျိုးအမြတ်အတွက်တွက်ချက်ပြီးတော့မှကျွန်တော်ငငယ်ကပြောခဲ့သလိုကျွန်တော်ကားဝါရင်းလုပ်ခဲ့တယ်ကျွန်တော်တို့ရဲ့အကျိုးအမြတ်အတွက်ကားဆရာတွေရှိရကျွန်တော် relay ဘူးတွေကတ်တောက်တွေပစ္စည်းတွေခိုးခဲ့တယ်ကျွန်တော်နေ့စဉ်နဲ့အမျှကျွန်တော်ရဲ့ image ကျွန်တော်ရဲ့ ethic ကျွန်တော်ရဲ့ကိုယ်ပိုင် brand တွေကိုဖျက်ဆီးပြီးဝင်ငွေရှာခဲ့တယ်နောက်ဆုံးကျွန်တော်မှကြံနေခဲ့တာကကိုကျင်တရားတွေပျက်စီးစွာနဲ့ပဲကြံနေခဲ့တာကျွန်တော်ကနေ့စဉ်နဲ့အမျှကျွန်တော်တို့တူစားဖို့တောက်ဖို့အတွက်ထက်စားလို့ရှိရင်ကျွန်တော်တို့တူထက်မကတဲ့လူတွေကျွန်တော်တို့မိသားစုတွေကျန်းကျန်းမာချမ်းသာနဲ့သူများကသွားသလိုသွားခြင်းနဲ့သူများကစားသလိုစားခြင်းနဲ့သူများကနေသလိုနေခြင်းနဲ့သူများစီးတဲ့ကားတွေစီးခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့ရဲ့ ethic တွေကျွန်တော်တို့ရဲ့ brand တွေကျွန်တော်တို့ရဲ့ image တွေကိုဖျက်ဆီးပြီးတော့မှရလာတဲ့ဝင်ငွေတွေနဲ့ကျွန်တော်တို့ကအောင်မြင်မှုတရဖူတွေစောင်းနေတာတွေကကျွန်တော်တို့အမှန်တရားလားလို့ကျွန်တော်အဆုံးဖြတ်ချက်ချမိတယ်ကျွန်တော်ရဲ့ကိုယ်ပိုင် ethic တွေကျွန်တော်ရဲ့ကိုယ်ပိုင် brand တွေကိုယ်ပိုင် image တွေကိုတိဆောက်နေတယ်ကျွန်တော်တိဆောက်ထားတဲ့ရက်လက်တွေနဲ့မလဲနိုင်ဘူးအသုံးချပြီးတော့မှဖျက်ဆီးပြီးတော့မှကျွန်တော်ဝင်ငွေတွေမရှာနိုင်ဘူးမရှာခြင်းဘူးခုနကကျွန်တော်တို့အိမ်ဆောက်တယ်လို့ပဲအိမ်လေးတစ်လုံးကိုကျွန်တော်တို့စောက်လိုက်တယ်ဒေါ်လာ2 သိန်းပေးပြီးတော့အိမ်တစ်လုံးစောက်လိုက်တယ်လက်ကလည်းရအောင်မယ်ဆိုတော့လောဘတကြီးနဲ့ကျွန်တော်ဒီအိမ်ကို quality တွေကို short ချပြီးတော့မှကိုယ့်ရဲ့အပုံငွေတစ်ခုရအောင်လို့ဆိုပြီးတော့အရေးအသွေးတွေ short ချပြီးတော့မှအိမ်တိဆောက်ခဲ့တယ်တကယ်တမ်းဒီအိမ်ကမင်းယူလဲယူဆိုလဲဆိုတော့ဒီအိမ်မှာသူရင်းနေစရာတွေပဲဒီလိုပဲကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့အိမ်ချမ်းမြေလုပ်ငန်းတွေထဲမှာကျွန်တော်တို့ရဲ့ကောက်ပြင်ခဲ့တဲ့ဝါရင်းလုပ်ငန်းတွေထဲမှာကျွန်တော်တို့ဘောတလျှောက်အသက်အခု48နှစ်49နှစ်မှာဘောတလျှောက်မှာလုတ်ကန်ခဲ့တဲ့လုပ်တွေမှာကျွန်တော်တို့ရဲ့ image တွေကိုဖျက်ပြီးတော့မှသူများပစ္စည်းတွေခိုးခဲ့တာတွေရှိတယ်သူများကကိုလိန်ခဲ့တာတွေရှိတယ်သူများကတွေအပေါ်မှာကြော်တာခွာတာတွေအများကြီးရှိခဲ့အဲ့ဒါတွေက
ဘသူပိုင်ဆိုင်သွားတာလဲဘသူနောက်ကိုပါသွားတာလဲမင်းကိုနောက်ပဲပါသွားတာကိုပိုင်ဆိုင်တဲ့ရက်လက်တွေကကိုအတွက်မှန်ကန်နေဖို့ကိုယ့်ရဲ့ကိုကျင်တရားတွေမပြည့်စည်စေဖို့ကိုယ့်ရဲ့ယုံကြည်မှုတရားတွေမပြည့်စည်စေဖို့ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ကိုကျွန်တော်ခံထားတစ်ခုရှိတယ်ငါကဗုဒ္ဓဘာသာဝင်လို့လည်းပြောတယ်လို့ဘုရားအဆုံးအမတွေငါမလိုက်နိုင်မိဘူးလို့ဘာဖြစ်လို့လဲဆိုတော့ခါကျတော့အရင်တော့ဗျာကျွန်တော်ကားဝိုင်းလုပ်တယ်ဟိုရလေးဘူးတွေခိုးတယ်ဟိုပစ္စည်းတွေတင်ရိုက်တယ်3000ကျမဲ့လမ်း9000တောင်းတယ်မတန်တဆတွေပေါ့နော်ကျွန်တော်မယူသင့်တဲ့ဝင်ငွေတွေနဲ့ယူခဲ့တယ်ဒါပေမဲ့ကျွန်တော်မြတ်စွာဘုရားသွားလှူတယ်မြတ်စွာဘုရားကိုသွားလှူတယ်ရန်တန်ဃာတော်တွေသွားလှူတယ်မရှိစင်းရတွေသွားလှူတယ်အဲ့ဒါကျွန်တော်နောက်ပိုင်းမှာဘာတွေးလဲဆိုတော့ငါရဲ့ကိုကျင်တရားတွေဖြစ်စည်းပြီးတော့မှရလာတဲ့ဝင်ငွေတွေနဲ့ဒါနပြုနေတာကငါဒါအမှန်တရားလားလို့ကျွန်တော်စဉ်းစားတဲ့အခါကျ no ပါတဲ့တေချာပြန်လေ့လာကြည့်တယ်ဆရာတော်ဘုရားတွေကိုရှောက်ကြည့်တဲ့အခါကျတော့ no ပါဒါအမှန်တရားမဟုတ်ဘူးဗျဒါနနဲ့တီလကပုံမြင့်တယ်တီလကိုဖောက်ပြက်ပြီးတော့ကိုကျင်တရားကိုဖောက်ပြက်ပြီးတော့မှရလာတဲ့ဝင်ငွေတွေနဲ့ဒါနပြုတ်တယ်ဆိုတဲ့အလုပ်ကမကောင်းဘူးဆိုတော့အဲ့ဒီတို့ဒါနမျိုးငါမပြုတ်လို့ဘူးဟိုတကယ်ကြီးကိုမင်းနဲ့ကျွန်တော်နဲ့စကားပြောတယ်စကားတွေပြောရင်းနဲ့စကားတွေပြောကောင်းလာတဲ့အခါကျတော့ကိုမင်းလို့ခမရကြိုက်တဲ့ဘုရားတဆူကိုတွားလိုက်လို့အဲ့ဒီဘုရားရှင်ရှေ့မှာကျွန်တော်သစ္စာဆိုပြမယ်လို့ကျွန်တော်ဒီအိမ်ချမ်းမြေထဲမှာရှင်မမေကိုမင်းနဲ့အတူလှုပ်တဲ့အချိန်ကစပြီးတော့ကိုမင်းမသိအောင်လို့ကိုမင်းဒီဝင်ငွေတွေတဲကအိမ်ချမ်းမြေကနှစ်ယောက်အတူလှုပ်တာဟုတ်နှစ်ယောက်အတူလှုပ်တဲ့ခါကျတော့ကိုမင်းမသိအောင်လို့ဒီအိမ်ချမ်းမြေဝင်ငွေတွေတဲကတကြက်ယူခဲ့ဘူးရင်ဆိုတဲ့သစ္စာကျွန်တော်ဆိုပြမယ်လို့အကြောင်းတကယ်ကျွန်တော်စကားပြောတာကိုမင်းကကျွန်တော်ဘာမှပြုံးလေးပါကျွန်တော်လုံးဝမလုပ်ခဲ့ဘာဖြစ်လို့ကျွန်တော်ဒီအသက်အရွယ်48နှစ်49နှစ်အချိန်ကြာမှမပြင်ဘယ်ချိန်ပြင်မလဲပြင်ဖို့အချိန်တွေတဖြည်းဖြည်းနှောင်းလာပြီမဟာကန်းနိုင်ဆရာတော်ဘုရားကြီးမိန်ဘူးတယ်လေမိမိကိုမိဘယ်အချိန်ကြီးပြင်နေရမှာသေတဲ့အချိန်ကြီးပြင်နေရမှာကျွန်တော်တို့အသက်40 50ကြာမှကျွန်တော်တို့ကဒီစီးပွားရေးလုပ်ငန်းတွေမှာခိုးတုံဟိုတုံလိန်တုံကောက်တုံကြစ်တုံဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်အချိန်ပြင်မလဲကျွန်တော်တို့ပြင်ဖို့အချိန်နောက်ကျသွားပြီဆိုလို့ရှိရင်တန်တရားဝဲကရဲ့တပတ်ထဲမှာကျွန်တော်တို့ကဘယ်လိုနည်းနဲ့မှပြန်မတက်နိုင်တော့အခုကျွန်တော်မွေးရပေါ့ထောင်းနေကြည့်အောင် body ပင်စိုက်ထားတယ်ဖះတဆူလှူထားတယ်အောက်ကအုတ်ခုံပလင်နေနဲ့ဖះတစ်စောင်းနေကျွန်တော်အပါဝင်ကျွန်တော်ကမတ်တီးပြီးတော့ကျောင်းတငယ်ချင်းတွေလှူထားတယ်ဖះစင်းလူတော်ကြီးကညံတော်လေးပြီကွယ်မန်းလေးစကြင်တန်းနေပြင်ပြီးတော့မှကျွန်တော်ရွာကိုတည်သွားတာပေါ့တည်ရတာရမ်းခက်ခဲတယ်အဲ့တဆူတွေတော့ကျွန်တော်လှူထားတာကျန်တာကတော့ကျောင်းတငယ်ချင်းတွေဝိုင်းပြီးစုပေါင်းလှူထားတာပေါ့နော်အဲ့ဒီဖះကြီးကိုလူတွေလာရှိခိုးတဲ့အခါကုသိုလ်အပြည့်အဝရကြလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လေးပေကွယ်ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဝယ်ပြီးလှူခဲ့တဲ့ငွေတွေအကုန်လုံးကအိမ်ချမ်းမြေတွေကရတာအဲ့ဒီအိမ်ချမ်းမြေတွေကရတဲ့ငွေတွေထဲမှာကျွန်တော်သူများပစ္စည်းကိုခိုးထားတာမပါဘူးဝတ်ထားတာမပါဘူးကလင်ကြီးလုပ်ထားတာမပါဘူးကြော်တာခွာတာမပါဘူးဒီဘုရားကြီးကိုရှ िख ိုးတဲ့အခါကျရင်ကုသိုလ်အပြည့်အဝရကြလိမ့်မယ်ကျွန်တော်တီလာကိုဖျက်ပြီးတော့မှရှာထားတဲ့ဝင်ကိုတမျိုးမှမပါဘူးဘာလို့လဲကျွန်တော်ကနောက်တစ်ချက်ရှိသေးတယ်ကျွန်တော်သားသမီးတွေကိုကျွန်တော်ဘယ်လိုပညာတွေပေးရမလဲအသိပညာအတတ်ပညာစီးပွားရေးအသိပညာစီးပွားရေးဘုဒ္ဓစီးပွားရေးအတတ်ပညာသူတို့ဘဝတွေလမ်းကောင်းရှောက်လို့ရတဲ့ဘဝမျိုးကိုပဲကျွန်တော်ပေးချင်တာကျွန်တော်တို့အတွက်ငွေတွေအများကြီးမထားပေးချင်ဘူးဘာဖြစ်လို့လဲဆိုတော့သားသမီးကိုအမွေပေးတဲ့နေရာမှာငွေကြေးတွေအမြောက်များစွာထားခဲ့လို့ရှိရင်လေအဲ့ဒီသားသမီးကိုဖျက်ဆီးရကြတယ်ကျွန်တော်မိတ်ဆွေတူရှိတယ်လွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်နဲ့ပေါင်းခဲ့တာလွန်ခဲ့တဲ့8နှစ်9နှစ်လောက်ကသူကလွန်ခဲ့တဲ့8နှစ်9နှစ်ဝန်းကျင်လောက်ကသူဆုံးသွားပြီသူ့ကိုသူတို့မညီကို2ယောက်ပဲရှိတယ်သူတို့အဖေတွေကရမ်းချမ်းတာငါပင်လယ်ငါးဖက်ဆက်လီတွေပိုင်တယ်ဒါပေမဲ့သူ့အဖေတွေတေသွားတဲ့အချိန်မှာသူတို့အတွက်အမွေတွေကသင်္ဘော15စီးလောက်ကျန်နေခဲ့တယ်ပတ်စံတွေသုံးမကုန်ဖြုံးမကုန်ပေါ့ဗျာခြံနေရလဲမနေဘူးကြံခဲ့တဲ့သူတို့ညီကို2ယောက်မှာပိုင်းခြားတတ်တဲ့အသိဉာဏ်ဒီပစ္စည်းတွေကိုတိုးပွားအောင်လို့ကိုယ့်ဘဝကိုဇိုင်းတိုင်းကောင်းအောင်လို့ကိုယ့်ဘဝအသိပညာအသက်ရှည်ရှည်နေထိုင်နိုင်ရန်ဒီပစ္စံနေနဲ့ငါတို့ဘယ်လိုလုပ်ကြမလဲဘလူတွေကိုအကျိုးပြုအောင်ဘယ်လိုလုပ်မလဲဝင်ငွေတွေနဲ့လောကကြီးကိုဘယ်လိုစောင့်ရှောက်မလဲဒါမျိုးတွေကို तू မတွေးခေါ်နိုင်တဲ့ခါကျဒီငွေကြေးတွေပေါ်မှာတာယာပြီးတော့လမ်းကြောင်းတွေလွဲသွားလိုက်တာအသက်42နှစ်လောက်မှာပဲ तू တည်သွားတယ်ဒီကဲတော့ကျွန်တော်ရဲ့မိတ်ဆွေတည်သွားတဲ့အခါမှာပြန်တွက်ကြည့်လိုက်တော့ဒီတည်ဆုံးကြီးရဲ့တေခံသူ့မိဘ2ပါးပဲဘာဖြစ်လို့သူ့မိဘ2ပါးသာငွေတွေကိုလည်းတင်းလောက်ခြံခဲ့မယ်အသိပညာကလေးတွေဒီလောကကြီးထဲမှာကောင်းကျိုးဆိုးကျိုးကောင်းကြောင်းဆိုးကြောင်းနော်ဖောက်ပြန်မှုတရားတွေပျက်စီးမှုတရားတွေကိုလမ်းပြပေးခဲ့မယ်ဆိုရင်ဒီကလေးဒီတငယ်ချင်း2ယောက်ကစောစီးနဲ့မသိနိုင်ဘူးဒါ
တခါလေးမှမိဘတွေကတားမီးကိုပေးခဲ့တယ်ဆို